ကျွန်တော်အတလေးကချစ်တဲ့အကြောင်းတွေအခုချိန်ထိတော့အမေကြီးကချစ်ဘူးတဲ့သူမရှိဘူးလေကျွန်တော်ကိုချစ်ရှင်စဘူးကိုမပြောနဲ့အမေစိတ်တိုင်းချာလိုက်ဆိုတာဒူโอเคတို့ရအခုချိန်ကြည့်ကြစဘူကိုချစ်ရှင်ကျွန်တော်ကိုပြောနေအမေစိတ်တိုင်းချ